အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ARတိုင်းဒေတာကြီးကြိုက်လက်မြို့နယ်အမှတ်2တိုင်းဒေတာကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစောဝေထက်ဖြစ်ပါတယ်ဒီနေ့မှာတော့เนาะဒါတတိယအကြိမ်ARတိုင်းဒေတာကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးပြီးမြောက်သွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တတိယအကြိမ်ARတိုင်းဒေတာကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးကိုမတ်လ20ရက်နေ့မှာစတင်ခေါ်ယူကျင်းပခဲ့တာဖြစ်ပြီးတော့ဒီနေ့အထိဆိုရင်ဒါလွှတ်တော်အစည်းအဝေးပထမပုံမှန်အစည်းအဝေးကို9ရက်တိုင်9ရက်ကျင်းပခဲ့တာဖြစ်ပါတယ်အဲ့တော့လွှတ်တော်အစည်းအဝေးများစတင်စဉ်အခါကနေစတင်ပြီးတော့ကျွန်တော်တို့သဘာပတိရွေးချယ်ခြင်းလွှတ်တော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌများရွေးချယ်ခြင်းထို့ပြင်ဒါလွှတ်တော်နဲ့အစိုးရအပြန်အလှန်ထိန်းကျောင်းခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းအလို့ငါကျွန်တော်တို့ဒီရေးရာကော်မတီပေါ့ရေးရာကော်မတီ73ရက်ဖွဲ့စည်းခဲ့ပါတယ်ဒီပြင်ဒါနိုင်ငံတော်သမ္မတကပေးပို့လာတဲ့ ARတိုင်းဒေသကြီးဝန်ကြီးချုပ်အမှုပြုတဲ့ဝန်ကြီးများအစိုးရအဖွဲ့ဝင်ဝန်ကြီးများနောက်တစ်ခါတရားသူကြီးချုပ်နဲ့တရားသူကြီးများစင်းစစ်ချုပ်ဥပဒေချုပ်အစရှိသည့်တို့ကိုလည်းကျွန်တော်တို့လွှတ်တော်ကနေပြီးတော့စစ်စစ်ရွေးချယ်ပြီးတော့အတည်ပြုခဲ့ကြပါတယ်เนาะဒါဒီနေ့ဆိုလို့ရှိရင်ဝန်ကြီးချုပ်အမှုပြုတဲ့အစိုးရအဖွဲ့စည်းဝင်များကနေပြီးတော့ဒီနေ့ဂရိတစ္ဆာပြုခဲ့ကြတာဖြစ်ပါတယ်ဒါအစိုးရတဲ့တာဝန်များကိုစတင်ပြီးထမ်းရကြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ဒီပထမပုံမှန်အစည်းအဝေးအတွင်းမှာကျွန်တော်အနေနဲ့เนาะရေးရာကော်မတီနှစ်ခုမှာကော်မတီဝင်အဖြစ်ပါဝင်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်အဲ့ဒါကတော့အစိုးရ၏အာမခံချက်များဂရိကဝတ်များတာဝန်ခံချက်များစစ်စီရေးကော်မတီဖြစ်ပါတယ်အဲ့ဒီကော်မတီမှာတော့ကျွန်တော်ကော်မတီဝင်အဖြစ်ပါဝင်ပါတယ်အဲ့တော့ဒီကော်မတီရဲ့တာဝန်တွေကဘာတွေလဲဆိုရင်တော့ဒီကော်မတီဟာတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းပါများအခါအားလျော်စွာပေးအပ်ခဲ့တယ်ပေါ့နော်လွှတ်တော်မှာပေးအပ်ခဲ့တဲ့အာမခံချက်များဂရီများနဲ့တာဝန်ခံချက်များကိုလိုက်နာဆောင်ရွက်ခြင်းရှိမရှိစစ်စစ်ပြီးတော့ကျွန်တော်တို့လွှတ်တော်ကိုတင်ပြရမှာဖြစ်ပါတယ်အဲ့တော့တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းကပေးအပ်ထားတဲ့ဒါလွှတ်တော်ကိုပေးအပ်ထားတဲ့အာမခံချက်တွေဂရီတွေတာဝန်ခံချက်တွေဒါမြည်သည့်အချိန်တွေအထိဆောင်ရွက်ပြီးစီးကြောင်းဒါလေးတွေကျွန်တော်တို့စစ်စစ်ရမယ်အဆိုပါအာမခံချက်တွေဂတိတွေတာဝန်ခံချက်တွေကိုတိုင်းဒေသကြီးဆိုရအဖွဲ့နဲ့တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းများမှဆောင်ရွက်ပြီးလျင်ထို့သောဆောင်ရွက်ခြင်းမှာတတ်မှတ်ကာလအတွင်းတတ်မှတ်သည့်အတိုင်းဆောင်ရွက်ပြီးစီးခြင်းရှိမရှိမူလတတ်မှတ်ချက်အတိုင်းပြီးစီးခြင်းရှိမရှိတို့ကိုကျွန်တော်တို့ကဒါစစ်စစ်ပြီးတော့မှလွှတ်တော်ကိုကျွန်တော်တို့ကတင်သွင်းရမှာဖြစ်ပါတယ်ဒါကော်မတီတွင်းမှာဆွေးနွေးညှိနှိုင်းစစ်စစ်ပြီးတော့မှလွှတ်တော်ကိုတင်ပြရမှာဖြစ်ပါတယ်ဒါဒီကော်မတီဟာဆိုရင်လည်းဒါပြည်သူကိုကိုစားပြုပြီးတော့မှအစိုးရနဲ့လွှတ်တော်အပြန်အလှန်ထိန်းကျောင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခွင့်ရတာဖြစ်ပါတယ်ဒီအတွက်လည်းဝမ်းသာပါတယ်ပြည်သူလူထုကိုစားကျွန်တော်တို့အစိုးရကိုပြန်လည်ထိန်းကျောင်းပြီးတော့ဒါတက်မတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ပြောကြားလိုပါတယ်ဒီပြင်နောက်ထပ်ဒါရေးရကော်မတီတစ်ခုကတော့စီပင်သားယာရေးနှင့်ပြည်သူဆက်ဆံရေးရကော်မတီမှာလည်းဒါကော်မတီဝင်အဖြစ်ကျွန်တော်တာဝန်ယူဆောင်ရွက်ခွင့်ရပါတယ်ဒါစီပင်သားရေးနဲ့ပြည်သူဆက်ဆံရေးရာကော်မတီမှာဆိုရင်ကော်မတီတာဝန်တွေအနေနဲ့ကတော့စီပင်သားရေးကော်မတီကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနလူမှုရေးအသင်းအဖွဲ့များ၏လုပ်ငန်းများနှင့်ပတ်သက်၍ပြည်သူလူထု၏တင်ပြချက်များကိုအလေးထားသတ်မှတ်ပြီးတပ်ဆိုင်ရာပုဂ္ဂိုလ်အဖွဲ့အစည်းများကိုဆင့်ခေါ်၍စစ်ဆေးနိုင်သည်ကွင်းဆင်းစစ်ဆေးနိုင်သည်နောက်တစ်ခါမြို့နယ်စီပင်သားရေးကော်မတီရဲ့ရန်ပုံငွေတိုးတက်ရန်စီပင်သားရေးလုပ်ငန်းများပုံမကောင်းမွန်ရန်လိုအပ်တယ်လို့အကြံပြုနိုင်သည်နောက်တစ်ခါမြို့မြေစီမံခန့်ခွဲရေးကော်မတီတွေနော်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေရွေးချယ်ရေးအဖွဲ့မြို့နယ်စီပင်သားရေးအဖွဲ့တွင်အစိုးရဌာနများမှတာဝန်ရှိသူများကအလိုလျောက်အဖွဲ့ဝင်များဖြစ်တဲ့ကဲ့သို့တဲ့ပြည်သူကရွေးချယ်ထားသောလွှတ်တော်ကိုယ်စားလှယ်များ၏ကိုယ်စားလှယ်များအ ਨੇ ဆုံးတဦးထည့်သွင်းဖွဲ့စည်းနိုင်ရန်အတွက်ပြင်ဆင်သင့်သောဥပဒေများညွှန်ကြားချက်များကိုလေ့လာပြီးဥပဒေပြုရေးဆိုင်ရာကော်မတီဥပဒေစစ်ဆေးရေးကော်မတီတို့တင်ပြရမည်တဲ့သူ့မှာတော့များတယ်ပေါ့နော်ကော်မတီတာဝန်တွေနောက်တစ်ခါသက်ဆိုင်ရာဌာနမှာရှိတဲ့နော်ဥပဒေတွေနည်းဥပဒေတွေကိုလေ့လာပြင်ဆင်ဖြည့်ဆွတ်ပြီးတော့ပယ်ဖျက်တင်တာတွေကိုဥပဒေစစ်ဆေးရေးကော်မတီကိုတင်ပြရမယ်ဥပဒေချမ်းဥပဒေပြုရေးဆိုင်ရာကော်မတီတွေနဲ့ညှိနှိုင်းဆောင်ရွက်ရမယ်နောက်ကစီပင်သားရေးနဲ့ပြည်သူဆက်ဆံရေးရလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်အောင်ကူညီဆောင်ရွက်ပေးရမယ်နော်ARတိုင်းဒေသကြီးကျွန်းမှာရှိတဲ့မြို့တွေကမြို့အင်္ဂါရက်နဲ့အညီဖြစ်စေဖို့နော်စ조사ဆောင်ရွက်ရမယ်နော်ARတိုင်းဒေသကြီးအတွင်းမှာကိုအားကိုစာကြည့်တိုင်းများ
ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ရမယ်ရုပ်ရှင်ရောင်းတဲ့ဗီဒီယိုလုပ်ငန်းများအဆင့်တန်းမြင့်မားစေရန်ဝင်ရရှိစေရေးကူညီဆောင်ရွက်ပေးရမယ်နော်ဒါလေးတွေကိုကျွန်တော်တို့ဆောင်ရွက်ရပါမယ်ဒါလည်းအင်မတန်ဆောင်ရွက်လို့ကောင်းတဲ့ဟာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းဒါပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဆိုကျွန်တော်လည်းမစိမ့်ပါဘူးဒီလုပ်ငန်းတွေကျွန်တော်ထဲထဲဝင်ဆောင်ရွက်ခဲ့ပူပါတယ်ဒါကြောင့်ကျွန်တော်တာဝန်ကျေပြုံးစွာဆောင်ရွက်နိုင်မယ်လို့ယူဆပါတယ်နော်ဒါကတော့ကျွန်တော်တို့ဒါကော်မတီရဲ့ဝင်အဖြစ်တာဝန်ပေးခံရတဲ့ကော်မတီ2ရက်ဖြစ်ပါအချိန်ပေါ့နော်တတိယအချိန် AR ဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးပြီးမြောက်သွားတဲ့အခါမှာဒါကျွန်တော်တို့ကိုလွှတ်တော်ဥက္ကဋ္ဌကြီးကနေပြီးတော့မှာကြားလိုက်တာရှိပါတယ်ဒါတွေကတော့ကျွန်တော်တို့ဒီလွှတ်တော်နားနေတဲ့ကာလအတွင်းမှာနော်လွှတ်တော်ရဲ့အတွေ့အကြုံတွေကိုကျေးလက်ဒေသကြီးတွားပြီးမှပြည်သူလူထုကိုရှင်းလင်းပြတာတွေလုပ်ရမယ်နောက်ပြည်သူလူထုရဲ့အသံတွေကိုနားထောင်ရမယ်နော်ဌာနဆိုင်ရာအဆင့်တာဝန်ရှိသူတွေနဲ့အစည်းအဝေးတစ်ချိန်တွေ့ဆုံရမယ်ရက်ကြီးများနဲ့ပြုလုပ်တဲ့နော်ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့များနဲ့ပြုလုပ်တဲ့အဲ့ဒါအစည်းအဝေးလပတ်အစည်းအဝေးတွေမှာလည်းဒါတက်ရောက်ပြီးတော့မှဆောင်ရွက်ရမယ်နောက်တစ်ခါနော်ဒါအပြန်အလှန်ထိန်းချောင်းရေးလုပ်ငန်းတွေဆောင်ရွက်ရမယ်နော်နောက်တစ်ခါပြည်သူတွေရဲ့တင်ပြချက်တွေနော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုစူးစီးပြီးတော့စီဝေးပြန်စတဲ့အခါကျရင်ဒါလွှတ်တော်မှာအဆိုတင်သွင်းခြင်းမေးခွန်းမေးမြန်းခြင်းတွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမကြာမီကျင်းပမယ့်ဒါမြန်မာနှစ်သစ်ကူပေါ့နော်မြန်မာနှစ်သစ်ကူအတားရည်သမင်ပွဲတော်ကျင်းပပြီးတဲ့အချိန်ကနေစတင်ပြီးတော့ကျွန်တော်တို့ဒါနေမြေကွင်းစင်းရေးလုပ်ငန်းတွေကိုပြည်သူလူထုနဲ့ထိတွေ့တဲ့လုပ်ငန်းတွေကိုဆောင်ရွက်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကိုမဲပေးရွေးချယ်ခဲ့ကြတဲ့မဲဆန္ဒရှင်ပြည်သူတွေအားလုံးမဲပေးရွေးချယ်ရကြိုးနှက်အောင်ကျွန်တော်အနေနဲ့စူးစမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်းဒါကျွန်တော်ကိုဆက်သွယ်ပြီးတော့မှသတင်းအချက်အလက်များပေးနိုင်ပါတယ်လိုအပ်တဲ့အကူအညီရှိရင်လည်းတောင်းနိုင်ပါတယ်အတက်နိုင်ဆုံးစူးစမ်းဆောင်ရွက်သွားပါမယ်လို့ဂရိကိုပြုရင်းနဲ့ပဲနေကုန်းချုပ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာရဲ့မြတ်တာရင်နဲ့လောင်းပါမယ်နှလုံးသားလေးအေးချမ်းသွားစေမယ်ဒီနေ့တစ်ခါသင်ကြရင်လေးအေးပါတယ်